အားလုံးပဲမင်္ဂလာပါကိုအောင်နေပြန် channel နဲ့ကြိုဆိုလိုက်ပါတယ်ကိုယ့်ရဲ့ Gmail အကောင့်ကိုကိုတယောက်တည်းသုံးနေတာထင်ပြီးစိတ်အေးဘူးလားကိုယ့်ရဲ့ Gmail အကောင့်ကိုအခြားသူတွေဝင်သုံးနေတာမျိုးလည်းရှိနိုင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကိုယ့်ရဲ့ Gmail အကောင့်ကိုဘယ်သူတွေဝင်သုံးနေလဲစစ်နည်းနဲ့ဝင်သုံးနေလို့ရှိရင်ဘယ်လိုဖြုတ်ချရမလဲဆိုတာကိုလွယ်လွယ်ကူကူရှင်းပြပေးမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ပထမဆုံး Gmail တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်တောက်မှာကိုပြောင်းမဲ့ Gmail လေးကိုနှိပ်လိုက်မယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ပြောင်းမဲ့ Gmail လေးကိုတွေ့တဲ့အခါမှာ manage your Google account ဆိုအောင်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထဲကနေပြီးတော့ security ဆိုအောင်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့နည်းနည်းရွှေ့မယ်โอเคကျွန်တော်တို့ဒီမှာပေါ့နော် your device ထဲကနေပြီးတော့ manage all device ဆိုတာကိုနှိပ်လိုက်မယ်โอเคဒီမှာဆိုလို့ချင်းကျွန်တော်ရဲ့ပုံက Redmi K30 ပေါ့နော်ဒီမှာသုံးထားတဲ့ပုံတွေရှိတယ် Infinix Hot 40 Pro ပြီးလို့ရှိရင်ကျွန်တော်တို့ Oppo သုံးထားတာရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကွန်ပျူတာသုံးထားရလို့လည်းတွေ့နေရပါတော့โอเคကျွန်တော်တို့ကဒီကွန်ပျူတာဖြုတ်ချခြင်းနဲ့ဆိုလို့ချင်းတော့ဒီမြားကိုနှိပ်လိုက်မယ်တစ်ချက်ပြန်နေကြည့်မယ်โอเคကျွန်တော်တို့ကို fingerprint တောင်းနေပါတော့โอเคအဲ့ဒီခါမှာကျွန်တော်တို့ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင် sign out ဆိုအောင်နှိပ်လိုက်မယ်ပြီးရင် sign out ဆိုအောင်နှိပ်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Gmail အကောင့်ထဲကနေပြီးတော့ဒီကွန်ပျူတာကိုထုတ်လိုက်ပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ Redmi 9ဆိုတာကျွန်တော်ထပ်ပြီးနှိပ်ကြည့်မယ်အစောနာလိုပဲ sign out ဆိုတာနှိပ်မယ်ချင်း Redmi 9ကလည်း sign out ပြသွားပြီပေါ့နော်ပြီးရင်ကိုယ့်ရဲ့အကောင့်ကိုခိုင်မာအောင် two step ခံလို့ရတယ်လို့ကျွန်တော်တို့လောလောလတ်လက်ကိုယ့်ရဲ့ Gmail account password ကိုပြောင်းထားလို့လည်းရပါတယ်။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။